တငယ်ချင်းဖြစ်သူကဘီလီယံနာတယောက်ရဲ့ဘဏ်ကတ်ကိုလွှင့်ပစ်ပြီးချစ်ရေးဆိုခြင်းကိုညှင်းပယ်လိုက်တယ်။ဒါကိုမိန်းကလေးမတော်တဆကြားလိုက်ရတယ်။သူမရဲ့တငယ်ချင်းကနောက်ကိုလှည့်မကြည့်ပဲထွက်သွားတဲ့အချိန်မိန်းကလေးကငြိမ်ငြိမ်လေးရနေတယ်။လက်ချောင်းထိပ်လေးတွေတုံပြီးလွှင့်ပစ်လိုက်တဲ့အနက်ရောင်ဘဏ်ကတ်ကိုကောက်ယူလိုက်တယ်။ဝေးလံခေါင်တီးတဲ့တောင်ပေါ်ရွာလေးတစ်ရွာကိုရောင်းစားခံရတော့မဲ့မိန်းကလေးတစ်ယောက်အတွက်ဒီကတ်ကသူမရဲ့ကံကြမ္မာမှာနောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကိုကိုစားပြုပုံရတယ်ဒါပေမဲ့သူမကအနက်ရောင်ကတ်ကိုအများကြီးပြန်ပေးနေတော့မဲ့ဒါပေမဲ့သူကပြန်မယူဘူးသူကမင်းတငယ်ချင်းကိုဒီကတ်ကိုလက်ခံခွင့်ပေးရင်ငါမင်းကိုလည်းလိုအပ်တာကူညီမယ်လို့ပြောတယ်။ဒီပေါ့ပေါ့ပပစကလုံးတွေကသူမရဲ့အားငယ်မှုမှာတခုလေးတော့အသက်ကယ်လမ်းကြောင်းဖြစ်လာတယ်။သူမဟာတတိငွေပြီးသူမရဲ့တငယ်ချင်းကိုဘီလီယံနာရဲ့ချစ်သူဖြစ်လာဖို့အောင်မြင်စွာဆွဲဆောင်နိုင်ခဲ့ပြီးသူမရဲ့ပညာရေးကိုဆက်လက်လုပ်ဆောင်ဖို့အခွင့်အရေးကိုရရှိစေခဲ့တယ်။ဒါသူမရဲ့တငယ်ချင်းကဘီလီယံနာရဲ့အချစ်ဆုံးချစ်သူဖြစ်လာပြီးသူမဟာတငယ်ချင်းကိုအမိပြုကအခွင့်အရေးတွေကိုအပြည့်အဝအသုံးချခဲ့တယ်။ဒါကြောင့်သူတို့ပွဲရပြီးနောက်ဘီလီယံနာကသူမရဲ့တငယ်ချင်းကိုနိုင်ငံခြားမှာပညာသင်ကြားဖို့စီစဉ်ပေးပြီးသူမလည်းအောင်မြင်စွာဘီလီယံနာရဲ့ကုမ္ပဏီမှာဝင်ရောက်လုပ်ကိုင်ခဲ့တယ်။နေကင်းဘက်မှာတော့သူမဟာရိုးရှင်းတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ပြီးညဘက်မှာတော့သူမဟာထို CEO ရဲ့အထီးကျန်မှုကိုတက်တာစေဖို့အဖို့ဖြစ်လာခဲ့ပါတယ်။သူမပတ်ဝန်းကျင်ကလူတိုင်းအတွက်သူမဟာအာဏာရှိသူတွေကိုကတ်တွယ်နေရတဲ့လားအောင်အိမ်ထဲကနှက်ကလေးတစ်ကောင်သာဖြစ်ပါတယ်ဒါပေမဲ့သူမကိုယ်တိုင်ကအမှန်တရားကိုသိပါတယ်အခုသူမလုပ်ခဲ့တာတွေကလွန်ခဲ့တဲ့နှစ်တွေကသူမရဲ့ကံကြမ္မာကိုပြောင်းလဲစေခဲ့တဲ့အတွက် CEO ကိုကျေးဇူးတင်ကြောင်းဖော်ပြတဲ့အကျွေးကိုပြန်ဆက်ဖို့ပါပဲ9နှစ်တာကာလလုံးလုံး CEO ရဲ့နှလုံးသားဟာနိုင်ငံခြားမှာနေထိုင်တဲ့သူ့ရဲ့တငယ်ချင်းအတွက်ပဲဖြစ်နေတယ်ဆိုတာသူမကောင်းကောင်းသိပါတယ်ဒါကြောင့်သူမရဲ့တငယ်ချင်းဟာအကြောင်းပြီးအိမ်ပြန်တော့မယ်ဆိုတာသူမသိတဲ့အခါ CEO ကိုသူမကအရာအလုံးကိုချက်ချင်းထုတ်ပိုးပြီးသူမရဲ့တည်ရှိမှုရဲ့အရေးအယောင်မကျန်အောင်နေပေမဲ့လို့ကတိပေးခဲ့ပါတယ်သူမနေနေတဲ့ဇင်ခံအင်ကြီးဟာနောက်ဆုံးတော့ CEO ရဲ့တကယ်ချစ်ရသူကိုကြိုဆိုတော့မှာဖြစ်ပြီးနောက်ဆုံးတော့သူမလုံးဝလှည့်ထွက်သွားရမယ့်အချိန်ရောက်ပါပြီဒါကြောင့်သူမဟာမြို့ပြင်ကအလုပ်ကမ်းလှမ်းချက်ကိုတိတ်တဆိတ်လက်ခံခဲ့ပါတယ်ကုမ္ပဏီရဲ့အကြီးအကဲကတက္ကသိုလ်ကစီနီယာတယောက်ဖြစ်ပြီးသူမကိုကြိုက်နေတာဖြစ်ပြသူမတပတ်အတွင်းထွက်သွားတော့မှာပါသူမရဲ့တငယ်ချင်းအိမ်ပြန်ရောက်ပြီးနောက်ရုတ်တရက်အင်ချက်စားစာတစ်ခုမှစားဖို့တောင်းဆိုခဲ့ပါတယ် CEO ကဖုန်းတစ်ချက်ဆက်ပြီးသူမဗီလာကိုပြန်သွားခဲ့ပါတယ်သို့တော့ယခုတစ်ချိန်တွင်သူမစိတ်ထဲမကောင်းပေမဲ့တည်ငြိမ်ဟန်ဆောင်လိုက်သည်သူမ၏အကောင်းဆုံးတငယ်ချင်းသည်ထိုလူ၏ဂရုစိုက်မှုကိုနှစ်သက်နေသည်ကိုမြင်လိုက်ရသောအခါသူမသည်ကြည်လင်သောအပြုံးတစ်ခုပြုံးလိုက်သည်သူမတငယ်ချင်းသည်တန်တရားဝင်လာမည်ကိုစိုးရိမ်သောကြောင့်ထို CEO ကသူမကိုအမြန်ဆုံးရေးစားရှာရန်မိန်ပေးလိုက်သည်သူမသည်အလွယ်တကူသဘောတူလိုက်သည်သူမ၏တငယ်ချင်းပြန်ရောက်လာခြင်းအတွက်ကြိုဆိုပွဲတွင်မိန်းကလေးအားယာယီမောင်းအဖြစ် CEO ကတာဝန်ပေးအပ်ခဲ့သည်တီးတန့်အခန်းပြင်ဘက်တွင်သူမက CEO သည်အတန်းဖော်များနှင့်စကားပြောနေသည်ကိုကြားလိုက်ရသည်တစုံတစ်ယောက်ကသူမကိုမေးစားမရှိချိန်9နှစ်ကြာတောင်တွဲလာတာဒီလိုတစ္ဆာရှိခဲ့သောမိန်းကလေးနှင့်ညီတို့ဆက်ဆံရန်စီစဉ်ထားသည်ကိုမေးမြန်းခဲ့သည်ထိုလူကရိုးရိုးရှင်းရှင်းပင်သူမဟာအချိန်ဖြုံးဖို့ပြောတော်ဆက်တစ်ခုပါပဲအခုငါရဲ့အချစ်ဆုံးချသူပြန်လာပြီဆိုတော့ကျန်တဲ့သူတွေအားလုံးဘေးဖယ်ထားရမယ်ဟုပြန်ဖြေခဲ့သည်မိန်းကလေးသည်ဒီစကားတွေအတွက်စိတ်ပိုင်းဆိုင်ရာအရာပြင်ဆင်ထားပြီးဖြစ်တော်လဲ CEO ကိုချစ်မိနေပြီဖြစ်သောကြောင့်ထိုစကားများကိုကြားရသောအခါသူမ၏နှလုံးသားအလွန်ကွဲကြေခဲ့ရသည်CEO ကသူမဟာသူ့အတွက်ပြောတော်ဆက်တာပဲသဘောထားတယ်ဆိုတာကိုသူမကြားလိုက်ရတော့သူမရဲ့နှလုံးသားကွဲကြေသွားနေ CEO ကလွန်ခဲ့တဲ့9နှစ်ကကယ်တင်ရှင်တယောက်ဖြစ်ခဲ့တယ်သူမရဲ့ဖခင်စီကနေသူမကိုယ်ပိုင်ဘဝကိုဝယ်ယူဖို့သူ့စီကငွေတွေကိုအသုံးပြုခဲ့တဲ့အချိန်ကိုသူမမမှတ်မိပဲမနေနိုင်ဘူးပြီးခဲ့တဲ့9နှစ်တာအတူနေထိုင်ခဲ့တဲ့အချိန်ကိုပြန်ကြည့်ရင်သူမပြောင်းရွှေ့မယ်လို့ပြောတာကကိုလှည့်စားတာပဲဒါပေမဲ့ဒီအရာဟာအဆုံးသတ်သွားရမယ်ထောက်မှာတိတ်တိတ်လေးထိုင်ပြီး CEO ကသူမရဲ့တငယ်ချင်းကိုအရက်တစ်ခွတတောင်မတိုက်ပဲဂရုတစိုက်ချစ်ပြနေမှုကိုကြည့်နေမိတယ်ဒီမြင်ကွင်းကသူမနဲ့အတူလူမှုရေးပွဲတွေကိုအတူသွားတော့က CEO ကသူ့ရဲ့အစာအိမ်ပြဿနာတွေကိုအကြောင်းပြပြပြီးသူမကိုတစ်ခွက်ပြီးတစ်ခွက်အရက်တောက်ခိုင်းနေရှိတာကိုသတိရစေတယ်အခုမှပဲအချစ်ခံရတာနဲ့အချစ်မခံရတဲ့ကြားကကွာခြားချက်ကိုသူမတကယ်နားလည်သွားတယ်သူမရဲ့အကောင်းဆုံးတငယ်ချင်းကိုတန်တရားမဝင်စေဖို့ CEO ကသူမကိုအမြန်ဆုံးရေးစားရှာဖို့တိုက်တွန်းနေခဲ့တယ်မိန်းကလေးကပြဿနာကိုမြန်မြန်ဖြေရှင်းပြီးဝေးဝေးနေဖို့အကောင်းဆုံးစူးစမ်းမယ်လို့ခါသည်စွာပြောခဲ့တယ်အဲ့ဒီအချိန်မှာ CEO ကသူမကိုနက်နက်ရှိုင်းရှိုင်းချစ်မိနေပြီဆိုတဲ့စိတ်ပေါ်လာခဲ့တယ်သူကရေးစားရွေးတဲ့အခါသူတင့်တော်မတင့်တော်စဉ်းစားပေးမယ်လို့တောင်ကျင်နာစွာအကြံပေးခဲ့ပါတယ်သူမရဲ့အကောင်းဆုံးတငယ်ချင်းကဒါတွေအားလုံးကိုမြင်တွေ့ခဲ့ရပါတယ်အရင်ကသူမချစ်သူကိုစိတ်ချလက်ချထားနိုင်ခဲ့ပေမဲ့ထိုအရာတွေကြောင့်သူမစိတ်မသက်မသာဖြစ်မှုကိုခံစားလိုက်ရပါတယ်အိမ်ပြန်ရောက်တဲ့အခါသူမချစ်သူကိုအပေါ်ထက်တက်ပြီးခဏအတူနေဖို့ပြောပေမဲ့ CEO ဟာခိုင်မာစွာညှင်းဆိုခဲ့ပါတယ်တွေ့ချင်းအပေါ်လုံးမိတဲ့စာဖောက်မှုခဏတာလေးဟာသူမအတွက်တော့မေ့မရတဲ့အဖိုးတန်အချိန်တွေဖြစ်နေခဲ့တယ်။ဒါပေမဲ့သူမကိုမချစ်တဲ့သူအတွက်ဒါဟာခါးသီးမှုနဲ့ဝမ်းနည်းမှုကိုပိုဆိုးရွားစေခဲ့ပါတယ်။မကြခင်မှာပဲကုမ္ပဏီကဝန်ထမ်းအသစ်ခန့်အပ်မှုကိုကြေညာခဲ့ပါတယ်။လူတိုင်းကဒရိုက်တာယာရုဟာသူမအတွက်တင့်တော်တယ်လို့ထင်ခဲ့ကြပေမဲ့ CEO ကသူမရဲ့အတွေ့အကြုံမရှိတဲ့တငယ်ချင်းကိုအဲ့ဒီယာရုအတွက်ကန့်လန့်ခဲ့ပြီးအတွေ့အကြုံရှိတဲ့သူမကိုသူမတငယ်ချင်းရဲ့လက်ထောက်အဖြစ်ခန့်အပ်ခဲ့ပါတယ်မိန်းကလေးကမကြခင်မှာထွက်သွားရတော့မယ်ဆိုတာသိလို့ဒီစီစဉ်ကိုတိတ်တဆိတ်လက်ခံခဲ့ပါတယ်။သို့တော်သူမ၏အကောင်းဆုံးတငယ်ချင်းသည်သူမထင်သလောက်မညံ့ပါသူမနဲ့ CEO အကြောင်းကိုသိနေခဲ့သည်နောက်ပိုင်းတွင်ထိုယောက်ျားအပေါ်နောက်ထပ်မကြံစီရန်သူမအားတီးတန့်တတိပေးခဲ့ပြီးပူလောင်နေသောကော်ဖီကိုသူ့ကောင်းပေါ်ပတ်ချကသူမ၏အသားရည်ကိုတာမကကုမ္ပဏီတွင်မိန်းကလေး၏ဂုဏ်သိက္ခာကိုပါလောင်ကျွမ်းစေခဲ့သည်သို့တော်လွန်ခဲ့သောနှစ်များကသူမအပေါ်ရှိခဲ့သောကျေးဇူးတွေကိုသူမအမြဲတမ်းရခဲ့သည်သူမ၏အကောင်းဆုံးတငယ်ချင်းသူမအပေါ်ထားရှိသောတန်တရားများကိုလုံးဝဖယ်ရှားရန်အတွက်သူမသည်သူမ၏ရေးစားထံမှဟူဟန်ဆောင်ကနှင်းစီပန်းများကိုမှာယူခဲ့သည်ထိုမြင်ကွင်းကိုမြင်သောအခါ CEO သည်ရင်ထဲတွင်ရှင်းပြ၍မရသောဝမ်းနည်းမှုကိုခံစားလိုက်ရသည်သူမ၏အကောင်းဆုံးတငယ်ချင်း၏မွေးနေ့တွင်သူမ၏ရေးစားနှင့်တွေ့ဆုံဖို့ခေါ်လာရန်ပြောခဲ့သည်အခြားရွေးချယ်စရာမရှိတော့ဘဲမိန်းကလေးသည်ရေးစားတအုပ်ကိုငှားရမ်းခဲ့သည်အလုပ်ဝတ်စုံဝတ်ဆင်ထားသောငှားရမ်းထားသောရေးစားသည်သူ၏ဓာတ်ပုံနှင့်လုံးဝကွဲပြားတော်လဲသူ့ကိုပြောင်းလဲရန်အချိန်တိုလွန်သည်ထိုယောက်ျားသည်မင်းကိုမြင်သောအခါမျက်မှောင်ကျုပ်ကဒါကမင်းရှာတွေ့ခဲ့တဲ့ရီစာလားမင်းမျက်စိမမြင်ဘူးလားဒါကမင်းလိုချင်တဲ့ပုံစံလားလို့မခံချင်အောင်ပြောခဲ့သည်ညကောင်းကင်မှာမီရှူမီပန်းတွေပွင့်လန်းနေချိန်မှာ CEO ဟာသူ့ရဲ့အကောင်းဆုံးတငယ်ချင်းရဲ့ဘေးမှာရှိနေခဲ့ပေမဲ့မတိစိတ်ကလူအုပ်ထဲကသူမကိုရှာဖွေနေခဲ့သည်9နှစ်လုံးလုံးသူလှည့်ကြည့်တိုင်းသူမရဲ့အကြည့်ကိုမြင်နေကြဖြစ်ခဲ့သည်ဒါပေမဲ့ဒီညမှာတော့သူမမျက်လုံးတွေကပုံမှန်အတိုင်းသူ့ကိုအာရုံစိုက်မနေတော့ဘူး CEO ကသူမရဲ့လေရင်လက်မှ
တက်ကိုတိတ်တိတ်လေးဝယ်ပေးခဲ့ပြီးအခုသူမမသွားခင်သူမရဲ့နှုတ်ထွက်စာကိုလက်မှတ်ထိုးပေးဖို့ပဲလိုအပ်တော့တယ်ခွဲခွာရတော့မယ့်အခြေအနေရှိပေမဲ့မိန်းကလေးဟာမကြေမနက်ဖြစ်နေတဲ့ CEO ပေါ်ကျေးဇူးတင်တဲ့စိတ်ပဲရှိတယ်နောက်ဆုံးတော့ CEO ကသူ့ရဲ့ပျော်ရွှင်မှုကိုရှာတွေ့သွားတာကိုမြင်တော့သူမသူ့အတွက်တကယ်ပျော်ရွှင်ခဲ့ပါတယ်မစ္စတာလူမီရဲ့လက်မှတ်လိုအပ်တဲ့စာရွက်စာတမ်းတစ်ခုရှိတယ်။ဘာစာရွက်စာတမ်းလဲအချစ်ကြော်ညာစာတမ်းအခုချိန်ထိတောင်ငါမင်းကိုနက်နက်ရှိုင်းရှိုင်းချစ်နေသေးပဲသူမထွက်သွားခဲ့ပြီ။